ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာကမ္ဘာအပယ်ခံနိုင်ငံအဖြစ်ရောက်ရှိသွားပြီဆိုတဲ့သတင်းလေးကိုကျွန်တော်ပြောပြမယ်နော်စိတ်မကောင်းစရာဗျစစ်အာဏာသိမ်းမှု9နှစ်အတွင်းကျပ်ငွေတန်ဖိုး80%ကျဆင်းပြီးစီးပွားရေးကပ်ဘေးတဲ့ကမ္ဘာအပယ်ခံနိုင်ငံအဖြစ်မြန်မာနိုင်ငံရောက်ရှိဟုဒေါ်အောင်ဆန်းစုကြည်၏စီးပွားရေးအကြံပေးပါမောက္ခရှောက်တင်နယ်ကဆိုတဲ့နော်ဆိုတော့ပါမောက္ခရှောက်တင်နယ်ဆိုတာလည်းလုံးဝပါမောက္ခပညာရှင်ကြီးပါနော်ဆိုတော့ကျွန်တော်စပ်ဖတ်ပြမယ်နော်ဒါတော့ရန်ကုန်ခေတ္တရပေါ့နော်ဖေဖော်ဝါရီလ23ရက်နေ့ကတည်င်းနေမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်အာဏာသိမ်းမှုမှစ၍9နှစ်တာကာလအတွင်းမြန်မာကျပ်ငွေတန်ဖိုး80%ထိထိုးကျသွားပြီးစီးပွားရေးတစ်ခုလုံးကပ်ဘေးတင်ကမ္ဘာအပယ်ခံနိုင်ငံဖြစ်သို့ရောက်ရှိသွားကြောင်းနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏စီးပွားရေးအထူးအကြံပေးပါမောက္ခရှောက်တနယ်ကပြောဆိုတည်တယ်နော်စီးပွားရေးအကြံပေးကိုယ်တိုင်ကပြောဆိုတဲ့သတင်းလေးပါပဲတကယ်ရင်နာစရာကောင်းတယ်ဗျာနော်ကျွန်တော်ဆက်နားထောင်ကြည့်လိုက်အောင်2026ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့ကဩစတြေးလျနိုင်ငံဆွစ်ဒနီမြို့ရှိ The Sydney Institute တွင်ကျင်းပပြုလုပ်သော2026ခုနှစ်မြန်မာနိုင်ငံ၏အနာဂတ်ဘာဖြစ်မလဲမြန်မာ in 2026 What is the future ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပွဲတွင်၎င်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်တဲ့စိတ်မကောင်းစရာစစ်အာဏာသိမ်းမှု9နှစ်တာအတွင်းမြန်မာနိုင်ငံ၏စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး GDPD ထက်ဝက်နီးပါးကျဆင်းသွားခဲ့ပြီးအဆိုးရွားဆုံးဆင်းရဲနွမ်းပါးမှုနှုန်းမှာလည်းနှစ်ဆတိုးမြင့်လာခဲ့ကြောင်းအလုပ်လက်မဲ့နဲ့အလုပ်အကင်မလုံလောက်မှုများအဆမတန်မြင့်တက်လာခဲ့ပြီးနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုအပါအဝင်ယင်းနှိမ့်မြုပ်နှံမှုများလုံးဝပြိုလဲသွားခဲ့ကြောင်း၎င်းကပြောဆိုသည်ငွေဖောင်းပွားမှုနှုန်းမှာ30%ခန့်ရှိနေပြီးယင်းဒီကုန်စည်နှုန်းတည်ငြိမ်လက်ရှိသည့်အာဆီယံနိုင်ငံများ၏ပြင်းပြနှုန်းထက်10ဆခန့်ပိုမိုမြင့်မားနေကြောင်းမြန်မာကျပ်ငွေတန်ဖိုး80%ကျဆင်းပြီးနိုင်ငံခြားကျွေးမြီ2ဆတိုးလာကြောင်းအကျွေးဟောင်းများကိုလည်းမဆက်နိုင်ပဲတင်နေသဖြင့်မြန်မာနိုင်ငံသည်ကျွေးရှင်များအပေါ်ကျွေးမြီမပြတ်ကွက် default ဒီအခြေအနေတို့ရောက်ရှိနေကြောင်းပါမောက္ခရှောက်တန်နယ်ကပြောဆိုတည်เนาะကျွန်တော်တို့နိုင်ငံကဗျာချမ်းသာကြွယ်ဝမဲ့အစားဒီရဲ့အာဏာယူတဲ့အာဏာတိတ်လိုက်လို့ကျွန်တော်နိုင်ငံဒီလောက်ထိစင်ရဲတွင်းတွေကိုကြာသွားတာဖြစ်ပါတယ်เนาะဒီအာဏာယူတွေကမလွယ်ဘူးဗျသူတို့ကတူကရန်လည်းပညာလည်းမရှိเนาะပညာမရှိတာအပြင်ပေါ့ဗျာလူထုထောက်ခံမှုလည်းမရှိကဘာရဲ့ယူတီလေးစားမှုလည်းမရှိအဲ့လိုကောင်တွေခေါင်းဆောင်တက်လို့ချင်တယ်ဆိုတော့ကျွန်တော်နိုင်ငံဘလို့တိုးတက်မှာလဲဗျရိုးလေးပဲစဉ်းစားကြည့်ပါဗျာဒီချိန်မှာဘောမတွေနင်းလဲစဉ်းစားတက်နေပြီဒီလားမင်းတို့ကောင်တွေလည်းခံရတာပဲဒီရဒီလားတော်လိုင်းလုပ်တဲ့လူတွေပဲခံရတာမဟုတ်ဘူးရိုးရိုးတာမန်ပြည်သူပဲခံရတာမဟုတ်ဘူးဘောမတွေမင်းတို့ကောင်တွေအဘဘောမနေတဲ့ကောင်တွေလည်းခံရတာပဲဒီနေရာနော်အဲ့တော့ကျွန်တော်ဖတ်ပြမယ်နော်လက်ရှိစစ်တပ်ကငွေစက်ကူများရိုက်ထုတ်ကအသက်ဆက်နေရပြီးယင်းနီလန်ဒီရဲ့ရှေ့ရိုးဆွဲဖြစ်တော်လဲအလွန်ပျက်စီးနေသည့်နီလန်ဖြစ်ကြောင်း၎င်းကဝေဖန်ခဲ့သည်ထို့ကြောင့်ငွေဖောင်းပါမှုနဲ့ငွေတန်ဖိုးကျဆင်းမှုများဖြစ်ပေါ်နေခြင်းမှာအံ့ဩစရာမဟုတ်ကြောင်း၎င်းကဆိုသည်တဲ့တကယ်မှန်တယ်ဗျာနိုင်ငံတကာမှာစီးပွားရေးမရှိဘူးဆိုလို့ရှိရင်ငွေစက်ကူကလည်းထုတ်စရာအကြောင်းမရှိဘူးเนาะစီးပွားရေးမရှိဘူးနောက်ပြတော့နိုင်ငံခြားပို့တဲ့ကုန်လည်းမရှိဘူးဆိုလို့ရှိရင်ငွေစက်ကူတွေကဇွတ်ထုတ်တယ်ဆိုလို့ရှိရင်ဗျာစက်ကူတွေကများတော့ပတ်စံပိုင်ဆိုင်တဲ့လူတွေများတော့ပစ္စည်းဝယ်ရတာရှာတော့ကုန်စည်နှုန်းတွေကတက်တယ်ဆိုတဲ့အတွက်ငွေကဖောင်းပါမှုတွေပြန်ဖြစ်တယ်ဒါပဲရှင်းရှင်းလေးပဲเนาะအဲကြောင့်နိုင်ငံကပိတ်ဆို့တယ်ဆိုတာဘာကြောင့်လဲဒီရဲ့အကြမ်းဖက်ခေါင်းဆောင်တွေเนาะအကြမ်းဖက်အာဏာယူတွေကမကောင်းလို့သူတို့လောက်တာလုံးဝလက်မမှန်လို့တိုင်းပြည်ကိုပိုးပြီးမှစင်းရဲစီမှာဖြစ်လို့အဲကြောင့်လူများတွေကပိတ်ဆို့တာနောက်ကျတော့ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရရှိတယ်ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ပြည်သူခေါင်းဆောင်တွေရှိတယ်ပြည်သူခေါင်းဆောင်တွေကိုအတင်းအဓမ္မเนาะမဟုတ်ကအမှုတွေတက်ပြီးတော့မှဖမ်းတယ်အဲ့ဒါတွေကြောင့်เนาะမတရားတာလှုပ်တာဖြစ်တဲ့အတွက်သူတို့ကပိတ်ဆို့တာအဲ့ဒါတွေဘောမတွေမင်းတို့နားလဲဖို့လိုတယ်တိလားမင်းတို့မနားမလဲလို့ရှင်တော့မင်းတို့လည်းခံရမှာเนาะမင်းတို့လည်းစက်ခံရမှာကြီးလားဆိုတော့ကျွန်တော်ဆက်ဖတ်ပြရအောင်เนาะပါမောက္ခရှောက်တန်နယ်ကလက်ရှိမြန်မာနိုင်ငံမှာအတိကတင်ပို့နေရသည်မှာလူမျိုးတော်တော်လေးဆိုးရဗျာမငြိမ်မသက်မှုများနဲ့ပုံမဆွေးရသည့်ရာဇဝတ်မှုများတာဖြစ်ကြောင်းနဲ့နေဆက်ဒေတာများတွင်ကြားဖြန့် online ငွေလိမ်ခိုင်း scan center လုပ်ငန်းများအကြီးအကျယ်ပေါ်ပေါက်လာပြီးနိုင်ငံတကာရာဇဝတ်ဂိုင်းများအခြေစိုက်ရာနေရာတစ်ခုဖြစ်လာကြောင်းထို့ကြောင့်မြန်မာနိုင်ငံဒီနိုင်ငံတကာအတိုင်းဝိုင်းတွင်အပေခံနိုင်ငံ Price Nation
အဖြစ်ပြန်လဲရောက်ရှိနေပြီးစီးပွားရေးပိတ်ဆို့မှုများမှာလဲမြန်မာနိုင်ငံအပေါ်ပြင်းထန်စွာတကြော့ပြန်ရှိနေကြောင်း၎င်းကထောက်ပြတည်ဟုတ်ပါတယ်တော်တော်လေးဆိုးတယ်ဗျာနော်ကျွန်တော်တို့နိုင်ငံကဒီရဲ့ကျွန်တော်တို့ရွေးချယ်ချက်များတော့အစိုးရတာဆက်ပြီးအုပ်ချုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူထုထွက်ကုန်စားပေါ့နော်လူသားတွေထွက်ကုန်ဖြစ်နေမဲ့အစားကျွန်တော်တို့နိုင်ငံကကိုထုတ်တဲ့ကုန်ထုတ်ထွက်ကုန်ပဲဖြစ်နေရမှာဒီအာနာတိန်လိုက်လို့ဒီအရာတွေကတကယ်ဖြစ်လာတာနော်အဲ့ဒါတော့ဘလို့မှညင်းလို့မရဘူးဗျမင်းတို့ကောင်တွေဘောမတွေနော်မင်းတို့ရဲ့ဘောမတဲ့အုံနောက်လေးနဲ့မင်းတို့တခြားစဉ်းစားကြည့်လိုက်မင်းတို့မားတဲ့နိဂျပူမင်းအွန်လိုင်းကသူလောက်တာမှန်လားမားလားမင်းတို့တခြားတွေးဒီကောင်ကအာနာယူဟုတ်လားမဟုတ်လားမင်းတို့တခြားတွေးအဲ့တဲ့အချိန်ကျတော့နှစ်ဖူးကိုလက်တင်တော့မှစဉ်းစားပြီးမှတွေးနော်နိုင်ငံအကြီးဆုံးယာလူဖြစ်တဲ့ယာလူတွေတောင်မှသူအကုန်လုံးယူထားတယ်ပေါက်လို့ပဲစားစကားလည်းပြောလိုက်တည်းနော်မြန်မာနိုင်ငံထဲမှာနော်တန်း90ကျော်ထဲမှာသူ့လောက်ရည်ချင်းရှိရလို့မရှိဘူးဆိုတော့မှခါချုပ်ယာလူကိုဒီလားပင်စင်ယူရမယ်သားမယူရဲနဲ့ယူထားတာအဲ့လောက်ထိအာနာယူကောင်ရောမင်းတို့ကောင်တွေမျိုးတမကွာတော်တော်လေးပိန်းနေတယ်လားမင်းတို့ကောင်တွေအများကြီးလည်းမပြောချင်ကွာဆိုတော့ကျွန်တော်ဆက်ပြပြမယ်နော်မြန်မာနိုင်ငံဒီယခုခေတ်တွင်တရုတ်နိုင်ငံဤဩဇာတက်ရောက်မှုအလွန်မြင့်မားသည့်အခြေအနေတို့ရောက်ရှိနေပြီးရင်းအခြေအနေဒီတဲ့ရခိုင်ကစစ်တပ်ကိုယ်တိုင်ကြောက်ရွံ့ခဲ့သည့်အခြေအနေမျိုးဖြစ်ကြောင်း၎င်းကပြောဆိုတည်ရဲ့နော်ဒီရဲ့အခြေအနေကအရင်ကစစ်တပ်ကကြောက်ရွံ့ခဲ့တယ်ဒါပေမဲ့လည်းအခုကကြောက်ရွံ့တယ်မရင်ဆိုင်ရှင်မဲ့လည်းသူကရင်ဆိုင်နေရပြီစစ်တပ်ကဘာကြောင့်လဲဆိုတော့ဘေးပတ်ဝန်းကျင်နိုင်ငံတွေရဲ့နောက်ပြီး ASEAN ရဲ့အာဆီယံနဲ့တကွာပေါ့နော် EU သမဂ္ဂတို့ရဲ့ကုလသမဂ္ဂတို့ရဲ့နောက်တိုင်းနိုင်ငံတွေကလည်းသူ့ကိုလုံးဝလက်မခံဘူးဆိုတော့သူကတရုတ်နာပဲပေးကတ်ရတာတရုတ်မှမကတ်လို့ရှိရင်လည်းသူ့အာဏာကမြဲမှာမဟုတ်ဘူးနော်ဒါပေမဲ့တရုတ်နဲ့ကတ်တယ်ဆိုတော့ဒီတိုင်းပဲတရုတ်ကရုပ်မာမှုတွေကကျွန်တော်အားလုံးအတိပဲကျွန်တော်နိုင်ငံကိုပြပြနဲ့မျိုးချမှာသူတို့ကြက်တယ်လို့ချဲလဲမှာစောင့်ကြည့်နေနော်ဆိုတော့ကျွန်တော်ဆက်ပြပြမယ်နော်မြန်မာစစ်တပ်ကနှစ်ပေါင်း60ကျော်စီးပွားရေးကိုဖျက်ဆီးလာခဲ့ကြောင်းဒုတိယကမ္ဘာစစ်ပြီးနောက်ကာလတွင်စက်မှုနိုင်ငံများနဲ့ရင်မောင်တန်းနိုင်မိနိုင်ငံအဖြစ်ခမန်းခဲ့ရတော့လဲယနေ့တွင်ထိုင်းမလေးရှားစင်ကာပူတို့နောက်အပြတ်သက်ကျန်ရစ်ခဲ့နေကြောင်း၎င်းကဆိုဒီအဲ့တော့ပြောကြမလို့ဘူးเนาะမလေးရှားကိုမီဖို့ဆိုတော့နောက်နှစ်60ကျိုးစားမှမီတော့မှာထိုင်းကိုဆိုလို့ရှိရင်နောက်နှစ်40เนาะ40ကျွန်တော်တို့ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့အစိုးရဖြစ်တော့မှ40မှာရတော့မှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ငွေကြေးဖောင်းပွားမှုတွေဖြစ်သွားပြီမြန်မာကျပ်တွေကလုံးဝတည်သွားပြီကဘာမှာလူများဘရူးမသုံးမဲ့ကျပ်တွေမဟုတ်တော့အဲ့လိုဖြစ်သွားမှာเนาะအဲ့ဒါတွေပြန်ရဖို့တော့ဒီရဲ့စစ်အာဏာရှင်တွေကြာပြီးတဲ့နောက်နှစ်60လောက်နှစ်40လောက်မှာပဲပြန်ဖြစ်မှာအဲ့ကြောင့်ကျွန်တော်နိုင်ငံအရင်နောက်ကျသွားနေပြီเนาะကျွန်တော်နိုင်ငံခြားမှာဆိုကြည့်လိုက်ဗျာကျွန်တော်မြန်မာနိုင်ငံသားတွေကျွန်တော်မြန်မာမိန်းကလေးတွေကော်ဆန်းတို့ပယံနဲ့လောက်တာတည်ရမှာဟိုအတိုက်ထက်တီးတော့မြင့်နေတော့တက်ပြီးမှကော်ဆန်းလောက်ရတယ်ပြင်မပန်းနဲ့ဟမ်အဲ့ဒါမိန်းကလေးလောက်တာအဲ့မိန်းကလေးလောက်ရမှာလားထိုင်းမှာလည်းလောက်တာတကြည့်လိုက်အောင်ဟာဒီဘက်မှာမလေးရှားမှာတွေလောက်တာမကြည့်လားမလေးရှားဘရူးမလောက်ဘူးအဲ့လိုတွေယောက်ျားတွေလောက်တယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကမိန်းကလေးတွေကနိုင်ငံခြားသွားတော့အဲ့အလုပ်တွေအစားလုပ်နေရတယ်ဘယ်လောက်ထိရင်နာစရာကောင်းလဲဗျာနော်ဆိုတော့နိုင်ငံခြားရောက်တဲ့လူတွေအနေနဲ့ကတော့တိမှာပါနော်ကိုယ်နိုင်ငံဘယ်လောက်ထိမကောင်းဘူးလဲနောက်ကျလူများနိုင်ငံဘယ်လောက်ထိကောင်းလဲလူများနိုင်ငံအဲ့လိုမျိုးအောက်ခြေတင်အလုပ်လုပ်တော့မှကိုယ်နိုင်ငံတဲ့ငွေချစ်တန်ဖိုးကအများကြီးရရတော့မှကိုယ်နိုင်ငံရဲ့မိသားစုကိုပံ့ပိုးနိုင်တယ်ဆိုတာနိုင်ငံခြားရောက်တဲ့လူတွေတည်တယ်အဲ့ဒါတွေမင်းတို့ပြည်သူတွေမှာနေတဲ့ဘောမာတွေဒီလားမင်းတို့ကောင်နေတာမသိချတာနော်ပြောလို့မရပါမင်းတို့တိရင်တိမှာပါတိနဲ့တက်တက်မဲ့ရုံမာတာလည်းဖြစ်မှာပါနော်ဆိုတော့ကျွန်တော်နောက်ဆုံးအကြောင်းပြပြမယ်ဗျာနော်စစ်တပ်နေဖြင့်ပြသနိုင်သည့်စီးပွားရေးအောင်မြင်မှုမရှိတကယ်တော့အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေးပုံမှုပျက်စီးသွားခြင်းကြောင့်လူမှုစီးပွားဗန္နာတွင်လည်းလုံးဝရှုံးနေပြီးဖြစ်ကြောင်းဗမောက္ခအရှောင်းတန်တွေကသုံးတက်ပြောကြားတည်ရနော်အရန်ကိုမှန်တယ်ဗျာဒီကစစ်တပ်ကကျွန်တော်နိုင်ငံထဲမှာဘယ်အရာမဆိုသူကမပါတာမရှိဘူးနော်လူမှုရေးစီးပွားရေးနိုင်ငံရေးအုပ်ချုပ်ရေးဖျားရေးတရားရေးနယ်ပေါင်းစုံမှာအဘက်မှာဒီကောင်တွေခေါင်းဆောင်လုပ်တယ်ရုပ်ကွက်အုပ်ချုပ်ရုပ်ကွက်လူကြီးမြို့နယ်အုပ်ချုပ်ရေးမှူးတိုင်းအုပ်ချုပ်ရေးမှူးအကိုလို့စစ်တပ်ကကောင်တွေပဲအားကြောင့်ဒီကောင်တွေပါနေတည်းကျွန်တော်နိုင်ငံစိုက်ပြီးပြက်စီမှာเนาะနှစ်ပေါင်း60ကျော်80ကျွန်တော်တပြေးပြေးနဲ့ကြာလာခဲ့ပြီဒီရဲ့အချမ်းဖက်မင်းအွန်လိုင်းခင်မှာပဲပိုးမှကြာသွားတာเนาะကျွန်တော်ငွေကြေးဖောင်းမှုတွေလည်းပိုတော့ဖြစ်လာတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေကလည်းနိုင်ငံခြားမှာအလုပ်တလုပ်တဲ့နှုံးကလည်းပိုတော့များလာတယ်နောက်ကျတော့လူသားရင်းမြစ်ကိုလည်းဖြုံးသီးတယ်ဟမ်သူကကျတော့ကြည့်လိုက်သူကကျတော့ဟိုဆက်ဖြည်းဖြည်းဒီဆက်ဖြည်းဖြည်းနဲ့
တော်လိုက်လို့ချင်းဆက်ဖြည်းနဲ့ရုပ်ကတို့ဆက်ဖြည်းနဲ့ကလေးတငယ်ရုံနေပေါ့နော်ရုပ်ကလည်းတလေးနဲ့ဆက်ဖြည်းနဲ့ငါမသိပါဘူးငါဘာအပြစ်မှမလုပ်ပါဘူးအပုံစံလေးနဲ့ဟိုပွဲတက်လိုက်ဒီပွဲတက်လိုက်ပွဲတိုင်းကြော်လှုပ်ချင်းအကြားလေးမှာဒီလားမတန်ရလေးလှုပ်နေသေးရဲ့ဟိုပွဲရယူလိုက်ဒီပွဲရယူလိုက်နဲ့အချက်ကိုမရှိဘူးဘွဲပေးတဲ့လူတွေရတယ်ဒီလားအေးပေါ့ပဲအချက်ရှိမှလဲဘွဲပေးတဲ့ကောင်တွေကဒီကောင်ခတ်ထားတဲ့လူတွေပဲလေအဲကြောင့်ဒီပုတ်တွေကဒီပဲဆိုတာကျွန်တော်ပြောပြတာနော်ဆိုတော့တေးချတယ်ဒီကောင်ဆက်ပြီးတော့အုပ်ချုပ်နေမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကလုံးဝတရုတ်ရဲ့လက်အောက်ထဲကိုရောက်သွားမှာအခုတော့မှတရုတ်ကြုံဖြစ်နေပြီနော်တရုတ်ဒါလို့ဆိုလာလို့ဒါမလို့နဲ့ဆိုမလို့နဲ့အဲ့လိုနေရတဲ့ဘဝရောက်နေပြီမင်းအောင်လိုင်ရတိလားနော်တရုတ်ကမင်းငါ့ကိုမစော်ကားနဲ့ဆိုလို့ရှိရင်မင်းအောင်လိုင်ကိုယ်တိုင်ပြောတယ်တရုတ်ကကေတင်ရှင်ကြီးတရုတ်ကိုတော့မစော်ကားနဲ့ဆိုတော့မှသူတို့ရဲ့နော်အာနာရှင်ရဲ့ lobby တွေကိုကိုယ်တိုင်ကအစအဲ့လိုပြောခိုင်းတာခင်ဗျားတို့စဉ်းစားကြည့်လိုက်ဗျာနော်ခင်ဗျားတို့တရုတ်ကြုံလောက်တဲ့နိုင်ငံတွေဘယ်နိုင်ငံတိုးတက်သွားတာရှိလဲတရုတ်နဲ့စီးပွားရေးတူတူလုပ်မယ်တရုတ်စီမံကိန်းတွေလက်ခံတဲ့နိုင်ငံတွေဘယ်နိုင်ငံတိုးတက်သွားတာရှိလဲဘယ်နိုင်ငံတိုးတက်သွားတာရှိလဲမရှိဘူးဒီလင်္ကာကြည့်မလားဘင်္ဂလားဒေ့ရှ်ကြည့်မလားဘယ်နိုင်ငံကြည့်မလဲမရှိဘူးနော်အဲ့ဒါကြောင့်ခင်ဗျားကောင်းကောင်းလေးတွေးဖို့လိုတယ်အဓိကအပြင်ကျွန်တော်ပြောချင်တာဘောမာတွေပါဘောမာတွေမင်းတို့အတွေးခေါ်လေးတွေမြင့်တော့မင်းတို့ကိုယ်တွေးဆုံးနေတဲ့လူကဘာတူလဲမင်းတို့အနောက်ခက်ကိုဖျက်ဆီးနေတဲ့ကောင်ကဘယ်ကောင်လဲဆိုတော့မင်းတို့တိတိနေပြီဒီလားမင်းအများကြီးကြည့်စားမလို့ကွာတမတော်သားတွေပေါ်စေတနာမထားတာတခုကြီးကြည့်လိုက်နောက်ကျတော့ငါတို့ပြည်သူတွေကငတ်ပြတ်ဒုက္ခရောက်နေတဲ့အချိန်မှာဒီကောင်တွေကအစင်တမ်းမြင့်နေဒီလားဟိုပွဲတက်လိုက်ဒီပွဲတက်လိုက်ဆက်ဖြည်းလှုပ်လိုက်ဟိုပွဲယူလိုက်ဒီပွဲယူလိုက်ဝိုင်ကောင်းစားလေးတွေနဲ့တောက်လိုက်အဲ့လိုလုပ်နေတာကြည့်နော်အဲ့ဒါကြည့်ရှင်အားဖြင့်ဒီအာနာယူကဘလောက်ထိအာနာယူတော့မှငါတို့လူသားကြီးမျိုးဖြုံးတီးနေလဲငါတို့မြန်မာနိုင်ငံသားတွေကိုနင်းချနေလဲဆိုတာမင်းတို့ကောင်တွေအုံနောက်လေးနဲ့တွေးတင်နေပြီလားနော်နောက်ကျတော့မင်းကြည့်လိုက်အဲ့ဘက်အဲ့ရဲ့လောက်ကိုင်းတို့အဲ့မူဆယ်တို့အဲ့ဘက်အချမ်းပါလို့ဆိုရှင်လည်းကြည့်လိုက်လုံးဝတရုတ်တွေကသူတို့နယ်မြေစတိုင်ပဲသူတို့ပြည်စတိုင်ပဲအကုန်လုံးလုံးမတရုတ်စကားနံပါတ်1တရုတ်စကားပြီးမှတရုတ်စာနံပါတ်2အဲ့လိုလုပ်နေပြီမင်းတို့တိလားမင်းတို့နားလေလားဟေးအဲ့ဒါမင်းတို့ကောင်တွေတေချာလေ့လာပြီးမှဗျာမှန်လဲဗျာမားတယ်မင်းပြောအခုချိန်ထိမဲလိန်လို့မဲခိုးလို့ပြောနေတဲ့ကောင်တွေဒီလားခွေးပြောခွေးယုံကောင်တွေလေမင်းတို့ကောင်တွေအတွေးခေါ်တာဒီလားလုံးဝအရန်ကိုညံပြင်းတော့မှအရန်ကိုနှိမ်ကြနေတယ်အဲ့ဒါမင်းတို့ကောင်တွေတိဖို့လိုအပ်တယ်ဒီလားနော်ဆိုတော့ကျွန်တော်10မိနစ်လောက်ကြော်သွားပြီဆိုတော့ကျွန်တော်အများကြီးပြောတော့ပါဗျာနော်ကျွန်တော်အားရပါရစော်ကဲချင်တာနော်အားရပါရစော်ချင်တာဒါပေမဲ့ဒီမှာစော်လို့မရအောင်စော်လဲဆိုတော့ warning ပေးတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီတိုင်းပဲပြောလိုက်တာပါနော်အဲ့တော့ဒီရဲ့ဗီဒီယိုလေးကတကယ်တမ်းပြန်တွေးကြည့်ရဆိုရင်တကယ်စိတ်နာစရာကောင်းတယ်ဗျာနော်ကျွန်တော်နိုင်ငံကချမ်းသာဝပြောရမယ့်နိုင်ငံဖြစ်ရမယ့်အစားဒီလိုမျိုးနော်စုပ်ပြတ်တက်ပြီးတော့မှဆင်းရဲမွေးတည်နေတဲ့နိုင်ငံဖြစ်နေရတယ်အခုဆိုလို့ရှိရင်ကမ္ဘာအဆင်းရဲဆုံးနိုင်ငံထဲမှာကျွန်တော်မြန်မာဆင်းရဲလဲပါသွားပြီနော်မြန်မာနိုင်ငံသားတွေကျွန်တော်တို့ပြောမယ်ဆိုရင်တိုင်းတစ်ပါးကိုလှုပ်တယ်တိုင်းတစ်ပါးလူတွေမလှုပ်ချင်တဲ့အလုပ်တွေကိုလုပ်နေရတယ်။မကြည့်လိုက်ရင်မြန်မာနိုင်ငံမြန်မာတွေအများကြီးပဲမြန်မာတွေကအများအဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးဗျနော်ကျွန်တော်နိုင်ငံမကောင်းလို့မြန်မာနိုင်ငံမှာသူကလှုပ်နေရတာဆိုတော့ကျွန်တော်အများနဲ့ပြောသလိုပဲပစ္စည်းဆိုတာများလို့ရှိရင်ဈေးပေါ်တယ်အတိုင်းပဲကိုယ်နိုင်ငံသားတွေနိုင်ငံခြားမှာအလုပ်သမားအဖြစ်နဲ့အများကြီးရှိနေဆိုရှင်ဈေးပေါ်သွားတာပဲအဲကြောင့်ဒီများတွေကကိုတို့အနေတာနော်ဒီများတွေကကိုအတိုင်းကျင့်တာအဲ့ဒါတွေအများဆုံးကျော်လွန်နိုင်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအာနာရှင်အများဆုံးတွန်းလှန်ဖို့လိုအပ်တယ်နော်အဲကြောင့်တော်လိုင်းတဲ့ကိုပါဝင်ကြပါဘောမတွေနေနဲ့လည်းကောင်းလေးစဉ်းစားပါဒီရဲ့အုံနောက်ကိုတုံးပြီးတော့စဉ်းစားကြပါနော်အချိန်မီပါလေကွာအများဆုံးလုပ်ကြတော့နော်အများဆုံးလုပ်တော့ကျွန်တော်တိုင်းပြည်ကတော့မွဲသက်မွဲနေပြီ